အားလုံးပဲမင်္ဂလာပါခင်ဗျာထောက်ပါဦးနောက်လည်း channel မှာကြိုဆိုလိုက်ပါတယ်ဒီခါမှာတော့ကျွန်တော်ကဖြောက်မြတဲ့ဗီဇအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ဒီခါတော့ကကမီကောတကောင်ဟာသူနေတဲ့ကျွန်းကလေးတစ်ခုကနေပြည့်တစ်ဖက်ကမ်းမှာရှိတဲ့နောက်ကျွန်းတစ်ခုကိုသွားကျင်ခဲ့ပါတယ်ဒါပေမဲ့ကမီကောကရေမကူးတတ်လို့မြစ်ကိုဖြတ်ဖို့အခက်အခဲဖြစ်နေပါတယ်မြစ်ကန်တွဲမှာရှောက်သွားရင်ဒီမြစ်ကိုဘယ်လိုကူးရပါမလဲလို့အကြံတော့နေတော့ရုတ်တရက်မြစ်ရေစက်မှာစိတ်နေတဲ့ဖားတကောင်ကိုတွေ့လိုက်ရလို့စကားသားပြောပါတယ်ကိုရှိဖားရေကျွန်တော်ကိုခမည်းရဲ့ကြောကုန်းပေါ်တင်ပြီးဟိုဘက်ကန်းကိုပို့ပေးပါလားကျေးဇူးမေ့ပါဦးဗျာဟာဘာဖြစ်မလဲမင်းကိုကြောပိုးသွားရင်လည်းငါ့ကိုမင်းရဲ့အစိတ်ကြီးတဲ့အစွဲနဲ့ထိုးလိုက်ရင်ငါရင်းနေတည်သွားမှာပေါ့ကိုရှိဖားရေခမည်းကိုကျွန်တော်အစွဲနဲ့ထိုးပါမလားဗျာကျွန်တော်ကိုဟိုဘက်ကန်းပို့တဲ့ကျေးဇူးရှင်ကိုလှုပ်ရပါမလားဗျာလို့နောက်ပြီးခမည်းကိုအစွဲနဲ့ထိုးလိုက်လို့ခမည်းရင်းနေကျွန်တော်လည်းရင်းနေတည်မှာပဲလေကျွန်တော်ရေမကူးတတ်ဘူးဆိုတာခမည်းအသိပါတယ်ဗျာဖားလဲစဉ်းစားပါတယ်ကင်းကောက်ပြောတာလည်းဟုတ်သားပဲသူ့ကိုယ်သူရေနဲ့အသေးခံပြီးငါ့ကိုအစွန်းနဲ့ထိုးစရာအကြောင်းမရှိဘူးလေအဲ့တော့ဖားလဲဟိုဘက်ကန်းကိုပို့ပေးမယ်လို့သဘောတူလိုက်တယ်ဒါနဲ့ဖားဟာကင်းကောက်ကိုကြောက်တင်လို့ရေစီးတန်တဲ့မြစ်မှာသူ့ကိုယ်သူရေပေါ်အောင်စူးစမ်းပြီးမြစ်ကိုဖြတ်ကူးပါတော့တယ်မြစ်လေလာရောက်တော့ဖားဟာသူ့ကြောမှာစုကနေတစ်ချက်ခံစားလိုက်ရတယ်နောက်ကိုအသာလက်ကြည့်လိုက်တော့ကင်းကောက်ကအဆွဲကိုသူ့ရဲ့နောက်ကြောကနေဆွဲနှုတ်နေတာကိုတွေ့လိုက်ရပါတယ်ဖားလဲနာကျင်ဝေဒနာခံစားရင်ပြောလိုက်တယ်ဟာမင်းဘယ်လိုလုပ်လိုက်တာလဲမင်းမဲစောကပြောတယ်လေငါ့ကိုအစွဲနဲ့မထိုးဘူးလို့ခုငါမှစိတ်တက်နေပြီငါရင်နေပြီတည်းမင်းလည်းရင်နဲ့တင်မှာမကြောက်ဘူးလားကင်းကောက်ကဘာပြောလဲဆိုတော့ခင်ဗျားတင်ကျွန်တော်လည်းရင်နဲ့တင်မှာသိပါတယ်ဒါပေမဲ့ချားတရဝါတကောင်ကိုတွေ့ရင်အစွဲနဲ့ထိုးရတဲ့ကျွန်တော်ရဲ့ဗီဇကိုဖျောက်လို့မရဘူးဗျာနောက်ဆုံးတော့ဖော်ကင်းကောက်ရောနှကောင်လုံးဟာရေထဲနစ်မြုပ်ပြီးတေဆုံးသွားပါတော့တယ်ဒီပုံမြင်လေးကနိုင်ငံခြားမှာအလွန်နာမကြီးတဲ့ပုံမြင်လေးပါကလေးပုံမြင်မဟုတ်ပါဘူးလူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့လူကြီးတွေကိုအသိပညာပေးတဲ့ပုံမြင်လေးပါတနာလို့ကိုကြီးပေမဲ့လည်းအဲ့ဒီလိုဗီဇမှာဖြောင်းနေတဲ့သူနဲ့တွေ့ရင်ကိုကြီးသူပါဒုက္ခရောက်သွားရတယ်ဆိုတာကိုသတိပေးတဲ့သင်ခန်းစာလေးပါနားဆင်ပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်